ခေါင်းစည်းလေးကိုတော့ဘယ်ကိုခရီးနှင်နေတယ်လဲဆိုတဲ့ခေါင်းစည်းနဲ့ပြောပါမယ်တရားဓမ္မဆိုတာနားရတယ်နားတဲ့အခါစိတ်ကလေးတွေကြည်လင်လာတယ်အတွေးခေါ်လေးတွေကောင်းလာတယ်တရားနာခြင်းရဲ့အကျိုးပါခေါင်းစည်းလေးကဘယ်ကိုခရီးနှင်နေတယ်လဲလူတိုင်းဟာခရီးတွေအလီလီသွားနေကြတာပဲပေါ့နော်ကိုသွားတဲ့ခရီးလမ်းကြောင်းဟာဘယ်ကိုဥတည်နေတယ်လဲဆိုတာသိဖို့လည်းလိုအပ်တယ်တန်တရားမျက်လုံးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တန်တရားမှာလည်းပဲခရီးနှင်နေကြတယ်တို့တွေဟာတို့တွေသွားရမယ်လမ်းကြောင်းက၅မျိုးရှိတယ်၅မျိုးရှိတယ်မြတ်စွာဘုရားဒါကိုဂတိ၅မျိုးလို့ခေါ်တယ်ပေါ့အဲ့တော့ကိုကဘယ်ခရီးကိုနှင်နေတယ်လဲဆိုတာကိုစဉ်းစားပြီးတော့တွေးခေါ်နိုင်ဖို့ပါနံပါတ်1ကဘာလဲဆိုရင်လူသေးလို့ရှိရင်လူဘဝကိုသွားရတဲ့ဂတိဒါကခရီးတစ်မျိုးလူသေးလို့ရှိရင်လူဘဝမှာပြန်ဖြစ်တဲ့ဂတိမျိုးပေါ့ဘဝတစ်ခုလူသေးလို့ရှိရင်နတ်ဘဝမှာသွားဖြစ်တဲ့ဂတိကတစ်မျိုးလူသေးလို့ရှိရင်ငရဲကြတာဂတိကတစ်မျိုးလူသေးလို့ရှိရင်တိရစ္ဆာန်ဖြစ်တာကတစ်မျိုးလူသေးလို့ရှိရင်ပိဋ္ဌာဖြစ်တာကတစ်မျိုး၅မျိုးတို့တွေတန်တရားမျက်လုံးနဲ့ကြည့်ရင်တော့ခရီးနှင်နေကြတယ်ပေါ့ဂတိ၅မျိုးကိုခရီးနှင်နေကြတယ်လူသေးရင်လူဘဝပြန်ဖြစ်နိုင်ခြင်းဂတိလူသေးရင်နတ်ဘဝကိုရောက်နိုင်ခြင်းဂတိလူသေးရင်အပယ်ကျနိုင်ခြင်းဂတိလူသေးရင်တိရစ္ဆာန်ဖြစ်နိုင်ခြင်းဂတိလူသေးရင်ပိဋ္ဌာဖြစ်နိုင်တဲ့ဂတိဖေကအဲ့ဒါလေးကိုခဏမှတ်ထားအောင်ဆိုပြီးတော့တစ်ပင်အောင်မှာဟောတာဒီမှာကြည်တန်းချစ်သားတို့လက်သေးကောင်မဟာဗရဝီမရှိတာမြေကြီးလေးကိုနည်းနည်းလေးယူပြီးတော့လက်သေးကောင်ပေါ်တင်ပြတယ်ဒီလက်သေးကောင်ပေါ်မှာရှိနေတဲ့မြေကြီးနဲ့မဟာဗရဝီမြေကြီးနဲ့ဘယ်ရများလဲမိတယ်မြတ်စွာဘုရားမနှိုင်းရှင်အပ်ပါဘူးနိုင်လို့ကိုမရဘူးမိတ်ဆွေတို့တွေးကြည့်ပါတွေးမကြည့်ရင်တော့သိမသိတာတွေးကြည့်မှသိတယ်ဒီမှာမိတ်ဆွေတွေတွေးကြည့်ပေါ့လက်သေးကောင်ပေါ်ကအမြေကြီးပမာဏဆိုတာဘာမှပြောပါတော့တာမဟုတ်အေးအဲ့လိုပဲလူသေးလို့လူဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာဒီကွာကြီးနဲ့ရှင်ကြည့်နှိုင်းစာကြည့်လူတယောက်သေးလို့လူပြန်ဖြစ်တယ်ဆိုတာအဲ့ဒီလက်သေးခွန်ပေါ်ကပမာဏများလောက်ရှိတဲ့မြေကြီးလောက်ပဲရှိတယ်ကျန်တဲ့မဟာပထဝီမြေကြီးလောက်ရှိတဲ့တတ္တဝါတွေအပယ်ကြတာများတယ်ဖေဟာတွေးကြည့်ရင်တော့ကြောက်စရာကောင်းတယ်နော်လူသေးရင်လူဖြစ်ဖို့ကမတန်ခဲရင်တယ်ခက်တယ်ပေါ့အဲ့တော့လူသေးရင်လူဖြစ်ဖို့ပိုခက်တယ်ဆိုတော့လူထက်ပိုပြီးတော့အစစ်မျက်နှာကနက်ပြီဆိုတော့လူသေးရင်နက်ဖြစ်ဖို့ဆိုတာလည်းပဲခက်တယ်ပေါ့နော်ဒေဝဂတိဘာတွေဖြစ်များလဲဆိုရင်တိရစ္ဆာန်ဖြစ်တယ်ငရဲမှာဖြစ်တယ်ပြိတ္တာဖြစ်တယ်အဲ့တခုပြောပြီးသွားပြီလူသေးရင်လူဖြစ်ဖို့ခက်ခဲတယ်နောက်တစ်ခါနတ်သေးရင်ရောနတ်တွေကြတော့နတ်သက်ကြွတယ်လို့ပြောတာပေါ့နတ်တွေသေးရင်လည်းပဲနတ်ဖြစ်ဖို့ခက်တယ်နတ်တွေကြတော့သူတို့ရဲ့စီစိတ်နဲ့မနာလိုတာတွေရှိတယ်ပြီးတော့စိတ်ပျော်ပြီးတော့အစာမစားတာတွေရှိတယ်ဒါဆိုနတ်သက်သေးတာပဲနောက်ကစိတ်ဆိုးတာတွေရှိတယ်စိတ်ဆိုးရင်လည်းနတ်ကသေးတာပဲစိတ်ဆိုးတဲ့နတ်တွေဆိုရင်ဒါမနောဘရောဓိကနတ်လို့ခေါ်တယ်စိတ်ဆိုးလိုက်တာနဲ့တန်းသေးတာအဲ့တော့နတ်တွေသေးရင်လည်းပဲနတ်ဖြစ်ဖို့ဟာမတန်ခတ်တယ်နတ်တွေသေးလို့ရှိရင်ဘာဖြစ်တာများလဲဆိုငရဲကြတာများတယ်တိရစ္ဆာန်ဖြစ်တာများတယ်ပြိတ္တာဖြစ်တာများတယ်ဒါနှစ်ခုပြီးသွားမယ်ပေါ့နော်လူရဲနတ်ကပြီးတော့ငရဲဝီစီငရဲဆိုတာ
အမြဲတမ်းပြည့်ကျက်ညက်နေတယ်နော်အဝီစီဆိုတာတူးနဲ့တူကတ်တက်ပြီးတော့ညက်နေတယ်အာကုသို့ရဲ့မိတောက်တွေအရှင်ဟုံကြောင့်ခုဖြစ်ခုသေးခုပြန်ဖြစ်နော်ချမ်းသာရာတစ်စိုးတစ်စီမှမရှိတဲ့နေရာအဝီစီငရဲပဲအမြဲတမ်းပြီးလွှားနေရတယ်အမြဲတမ်းသေဆုံးနေရတယ်ငရဲကဖြစ်ငရဲမှသေးငရဲမှမွေငရဲမှသေးငရဲမှသေပြီးတော့လူဘဝဆိုတာရဖို့ခက်တယ်ငရဲမှသေပြီးတော့နောက်တစ်ဘဝတည်နတ်ပြည်မှာဖြစ်ဖို့ခက်ခဲတယ်ငရဲမှဖြစ်ငရဲမှသေငရဲမှဖြစ်ပိဋ္ဌာဖြစ်ငရဲကဖြစ်ငရဲမှသေနောက်ဘဝတိရစ္ဆာန်ဖြစ်ဆိုတော့သူလဲလူဘဝလမ်းကြောင်းကိုပြန်ရောက်နိုင်ဖို့ဟာမတန်ခက်တယ်နောက်လေးခုမြောက်ကတိရစ္ဆာန်မိမိတို့အိမ်မှာမွေးထားတဲ့ခွေးလေးကြောင်လေးတွေတစ်ချက်ကြည့်သူတို့လေးတွေတင်ဆုံးသွားတဲ့အခါသူတို့မှာဘာကုသိုလ်မှမရှိဘူးဘာအသိဉာဏ်ယရဏသောမဆိုတဲ့အသိဉာဏ်လည်းမရှိဘူးတိရစ္ဆာန်တွေသေလို့ရှိရင်လူဘဝရဖို့ခက်တယ်ဖေရနော်တိရစ္ဆာန်သေလို့ရှိရင်လူဘဝရဖို့ခက်တယ်တိရစ္ဆာန်သေရင်နတ်ဘဝရဖို့လည်းခက်တယ်တိရစ္ဆာန်သေရင်အပယ်ကျရမယ်တိရစ္ဆာန်သေရင်ငရဲဖြစ်မယ်တိရစ္ဆာန်သေရင်ပြိတ္တာဖြစ်မယ်လေးခုဖြစ်သွားပြိတ္တာတွေလည်းဒီတိုင်းပဲကဲပါယူစားတစားစားနဲ့ပြေးလွှားပြီးတော့ကျင်လည်တက်စားနေရတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့တိရစ္ဆာန်တွေသေလွန်တဲ့ပြိတ္တာတွေသေလွန်တဲ့အခါမှာလည်းပဲလူဘဝလူဌာနဆိုတာရဖို့မတန်ခက်ခဲတယ်ဆိုတို့အတွက်ကြောင့်မြတ်စွာဘုရားကပင်လယ်သမုဒ္ဒရာထဲမှာမျောနေတဲ့လက်ကမ်းကြီးနဲ့ဥပမာပေးပြီးဟောထားတာရှိပါတယ်မိတ်ဆွေတို့နော်ဒါကြောင့်တို့တွေရဲ့ဘဝဟာဘယ်ကိုခရီးနှင်နေတယ်လဲတန်မိုးရှိတဲ့လူဘဝဆိုတာတန်မိုးရှိအောင်နေမှာမတွေးဘူးဒီတိုင်းမတွေးပဲနဲ့စီဝါလေးရှားလိုက်အပျော်ပါးလေးလိုက်စားလိုက်နဲ့ဒီတိုင်းသာသေလွန်သွားကြမယ်ဆိုရင်တော့အရှုံးကြီးရှုံးနေမယ်နော်ဒါကြောင့်ကိုသွားနေတဲ့ခီးပန်းနိုင်ဟာငါဘယ်ကိုခီးပန်းနိုင်သွားနေတာလဲဒီလိုမသေးကြတဲ့ဘဝဂရီကနေပြီးတော့လွတ်မြောက်ဖို့ဆိုလို့ရှိရင်တစ္ဆာတရားကလွဲရင်တခြားတော့လမ်းမရှိဘူးနော်တစ္ဆာတရားဆိုတာတိနေုံနဲ့တော့မရဘူးပေါ့နော်တိပွဲစိုက်ပွားဆိုတဲ့အတိုင်းတိလဲတိရမယ်ကျင့်လဲကျင့်ရမယ်ပွားလဲပွားများမှာအဲ့ဒီလိုတိပွဲစိုက်ပွားဆိုတဲ့လေ့ကျင့်ညီမသာလျင်ဒီလိုမမြဲတဲ့ဂရီတွေကနေပြီးတော့ဂရီတွေမြဲပြီးတော့ဒုက္ခတွေကနေပြီးတော့လွတ်မြောက်နိုင်လိမ့်မယ်လို့ဆန္ဒပြုကာဖြစ်မိတ်ဆွေတို့ဒီလဲကိုယ့်ကိုစဉ်းစားပြီးတော့ငါဘဲကိုခရီးနှင်းနေတာလဲလို့တွေးကြပါအားလုံးကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝကြပါစေ